Starlight 2D ၏ KB ဖြင့်ငွေထုတ်နည်းလေးကိုအသေးစိတ်ရှင်းပြပေးလိုက်ပါရရှင်။ပထမဆုံးအနေဖြင့် application ထဲသို့ဝင်ပြီးအောက်ဆုံးရှိကျွန်ုပ်နေရာအားနှိပ်ပါ။ထို့နောက်ငွေထုတ်နေရာကိုနှိပ်ပါ။ငွေထုတ်ကိုနှိပ်ပြီးပါကငွေသားထုတ်ယူရန်အတွက်ဘဏ်ကတ်ထည့်ပါနေရာအားနှိပ်ပါ။ထို့နောက်ငွေထုတ်ရန်သတိပြုရမည့်အချက်များကိုသေချာစွာဖတ်ပြီး OK အားနှိပ်ပါ။ထို့နောက်လူကြီးမင်း၏အကောင့်ဖွင့်ထားသောဖုန်းသို့မဟုတ် email ထဲသို့ OTP ကုတ်6လုံးရောက်ရှိလာပါလိမ့်မယ်။ထိုကနန်း6လုံးအား OTP ကုတ်နေရာတွင်ထည့်ပါထို့နောက်ငွေလက်ခံမိ KB နာမည်အားမှန်ကန်စွာဖြည့်ပါပြီးနောက်ငွေလက်ခံမိ KB ဖုန်းနံပါတ်အားမှန်ကန်စွာဖြည့်ပါထပ်မံ၍လူကြီးမင်း KB နံပါတ်အားအတည်ပြုပေးပါထို့နောက်လူကြီးမင်း KB QR ပုံအားထည့်ပြီးနောက်တင်ပြပါဦးနှိပ်ပါငွေထုတ်ယူတဲ့အခါမည်သူမှသိစေရန်အတွက်လုံခြုံရေးကုတ်6လုံးကိုမှန်ကန်စွာရိုက်ထည့်ပါလုံခြုံရေးကုတ်ကိုထပ်မံအတည်ပြုပြီးပါကလူကြီးမင်း Starlight 2D application နဲ့ငွေထုတ်ရန်အကောင့်ချိတ်ဆက်ခြင်းအောင်မြင်ပါပြီရှင်။ထို့နောက်ငွေထုတ်ပမာဏတွင်မိမိထုတ်လိုသောပမာဏအားရိုက်ထည့်ပါ။ငွေထုတ်တေချာပါကတေချာအားနှိပ်ပါ။ထို့နောက်လုံခြုံရေးကုတ်6လုံးအားမှန်ကန်စွာရိုက်ထည့်ပါ။ဒါဆိုရင်တော့လူကြီးမင်း Starlight 2D မှ KB ဇက်ပေးဖြင့်ငွေထုတ်ခြင်းအောင်မြင်ပါပြီရှင်။